ကျွန်တော်အခုရှင်းပြခြင်းတဲ့အကြောင်းအရာတော့ CYC lighting တနည်းအားဖြင့် cyclorama ကိုထိုးတဲ့ lighting ပေါ့နော်ဒါ cyclorama ဆိုတာတော့ကျွန်တော်ဒီစက်ကုံတွေမှာနောက်ဆုံးမှာကျွန်တော်အဖြူပိတ်ကအဖြူကြီးပေါ့အဲ့ဒါကိုကျွန်တော် cyclorama လို့ခေါ်ပါတယ်အဓိကတော့ကျွန်တော်ဒီ cyclorama နေထွက်တာတို့ Nixing color ကောင်းငင်အယောင်အဲ့ဒီဟာတွေကိုကျွန်တော်တို့ကအယောင်နေနဲ့ဖန်တီးတာအဲ့အတွက်ပေါ့နော် day move night move တွေဒါရှေ့တုန်းကတည်းကနေပြီးတော့ကျွန်တော်တို့ဖန်တီးတာဒါ LED တွေခုပေါ်လာတော့အရန်လွယ်သွားပြီအဲ့ဒီ LED ဘုတ်ကြီးတွေပေါ်မှာပဲကျွန်တော်တို့ကနေထွက်တာတို့နော်လိုသလိုပေါ့ဒီ graphic တွေနဲ့ကျွန်တော်တို့က visual graphic တွေနဲ့တင်ဆက်လာနိုင်တာပေါ့နော်ပို့ဆင်းမြင့်လာတာပေါ့ဒါပေမဲ့လက်ရှိတချို့ဇာတ်တွေမှာလည်းလက်ရှိချိန်ဒီကျွန်တော်တို့ cyclorama ကလည်း3လုံးပဲအသုံးလည်းတကယ်တက်ပါတယ်အဲ့တော့ cyclorama lighting မှာဆိုတော့ဒါကျွန်တော်မြင်တဲ့အတိုင်းပဲပေါ့နော်မီလုံး၄ခုတတွဲ1 light ၄ခုတတွဲ1 light ၄ခုတတွဲ1 light ကျွန်တော်တို့တွဲထားပါတယ်အဲ့တော့အပေါ်မှာလည်းဒါဆိုရင်ကျွန်တော်ဒါအပေါ်ကပေးထားတာပေါ့နော် lighting ကအပေါ်ရဲ့ကျွန်တော်အောက်ရဲ့ပေါ့နော်ဒီနှစ်ပိုင်းကျွန်တော်ချိတ်ဆက်သုံးပြရတာပေါ့ဒါ cyclorama lighting အဲ့တော့သူကဒီမှာ၄ line နေဖြစ်တဲ့အတွက် lighting cell ၄ခုပေါ့ CYC lighting ကဒီမှာအနီနော်ကာလာအနီရှိတယ်အစိမ်းရှိတယ်အပြာရှိတယ်ဒီ RGB ကိုကျွန်တော်တို့ရောပြီးတော့လိုတဲ့ကာလာလေးကျွန်တော်တို့ကအစအဟလေးလောက်တာပေါ့အပေါ်အောက်နှစ်ခုကိုကျွန်တော်တို့ကလောက်တာပါဒါအမ်ဘာရောင်လို့ပေါ့နော်ဒါလေးထည့်ပြီးတော့ခုနကလိုအပေါ်အောက်ကျွန်တော် lighting မျှအောင်ပေးလိုက်တာပေါ့ဒါအဲ့ဒါကိုကျွန်တော်တို့က CYC lighting instrument သုံးဖို့ cyclorama lighting လို့ကျွန်တော်တို့အသုံးပြုပါတယ်เนาะဒါကို CYC light လို့ခေါ်ပါတယ်တကယ်ကိုအသုံးတက်ပါတယ်ဒါ CYC lighting ဖြစ်ပါတယ်